တော်လန်ရင်းနဲ့ပတ်သက်လာရင်ကဘာမှာထူးထူးခြားခြား entrepreneurship ဖြစ်တယ်စွန်ဦးတည်ထင်တယ်ဆိုတာစီးပွားရေးမှမဟုတ်တော်လန်ရင်းကိုစွန်ဦးတည်ထွင်ပြီးတော်လန်တဲ့သူဘယ်သူလဲဆိုတော့မဟတ္တမကန်နေတော်လန်တယ်လို့ပြောရင်လေသိလားမသိဘူးကျွန်တော်တို့ကအပူတွေကြီးပဲသိလားမသိဘူးဒါနဲ့တနက်နဲ့ဒီလို Castro ပါလို့လားကန်နေကစပြီးတော့ကဘာမှာစွန်ဦးတည်ထွင်လိုက်တယ်အနုနည်းနဲ့တော်လန်ငိမ့်ညံ့တဲ့နည်းနဲ့တော်လန်ဘာလို့သူ့ personality ကဘာဖြစ်လို့လဲကိုသူအထောက်ပတ်တွေကိုဖတ်တော့သူငယ်ငယ်က Britain ကိုသွားပြီးတော့သူကဒီ scholarship တက်တယ်အဲ့ဒီမှာလူပြူလူမဲတိတ်ခွဲကြတာBritish ကျွန်းနိုင်ငံလေဒါတက်တယ်ကန်ဒီကိုမုတ်စားတန်းမှာသွားပြီးတော့ဆရာပေးသွားထိုင်တော့ဆရာကပြောတယ်ဟဲ့အောင်နဲ့ကန်ဒီတဲ့ဝတ်တကောင်နဲ့တကောင်အတူတူမထိုင်ဘူးဆိုတာမင်းမသိဘူးလားကျွန်တော်ဒါဆို hot personality ပြန်ပြောမှာဆရာခင်ဗျာဘာစကားပြောတာလဲအချင်းကြောင်းထုတ်ခံရပြီကန်ဒီအေးဆေးပဲဟုတ်ကဲ့ပါဆရာတဲ့စိတ်မဆိုးဘူးဒါဆိုရင်ကျွန်တော်ငှက်ကလေးပြန်သွားပါပြီဆရာတော်တွေ့မယ်အခန်းထဲရောက်တော့ဆရာထပ်ပြီးတယ်လောကမှာတည်းရောက်နေလမ်းပေါ်မှာတဲ့ငွေတို့တစ်ထုပ်နဲ့ပညာတို့တစ်ထုပ်တွေ့မင်းတို့ဘာတို့ကောက်မလဲလူတိုင်းကဆရာမင်းတို့ပညာတို့ဖြေရတာကန်ဒီကရွက်ပဲကျွန်တော်ငွေတို့ကောက်မယ်ဆရာခွင်ထဲဝင်လာအော်မင်းပတ်စံတော်မှတ်လားဆရာဆိုဘာကောက်မလဲတဲ့ငါဆိုပညာတို့ကောက်မှာပေါ့ဟုတ်ပါတယ်ဆရာတဲ့လောကမှာလူတွေကကိုယ်မှာမရှိတဲ့အရာတွေကိုမမောလေးရှိပါတယ်တွေ့မယ်မင်းကတော့သူ့ရဲ့personality ကိုကျွန်တော်တွေ့ရတာပေါ့နော်သူငငယ်လေးတွေကပါတယ်နော်ကျွန်တော်တို့နောက်ဆုံးမရတော့ဆရာအစမ်းပေါ်မှာတပတ်မပေးဘူးသူအယူဆိုပြီးဝိုင်းပေးလိုက်တယ် anticipate အဲ့ဒီလုံးဝဆင်မစိုးသွားပြီဆရာတဲ့ကျွန်တော်ဆရာမအမတ်မချရသေးဘူးဆရာတဲ့လက်မပဲထိုးရသေးတယ်ဆိုကျွန်တော်တို့ personal နဲ့ကရလာလူချင်းမလုပ်တဲ့အလုပ်อ่ะအဲ့ဒါအရေးကြီးပါကျွန်တော် personality က hot ဆိုတော့အောင်မင်းဟောပြောမှာ core personality သမားဆရာကြီးကပြောတယ်ပေါ့လောကမှာအေးစစ်စစ်နေရမယ်နော်လူတွေကိုသိခံရမယ်ဒါမှန်တယ်အတိုင်းအတာတစ်ခုထိမှန်တယ်ဒါပေမဲ့ core personality ကကိုကအမြဲတမ်းအဲ့ဒါကို accept မလုပ်နိုင်ဘူးအဲ့ဒါဆိုကိုယ့်ကိုအပြစ်မတင်နဲ့ accept ကိုယ့်ပုံစံကိုလက်ခံ